ဆိုတော့ဒီမှာဆိုလို့ရှိရင် who am I ဆိုပြီးတော့သူ့ရဲ့ဒီလူတဦးချင်းစီရဲ့ဒီနှစ်ဖူးလေးပေါ်မှာဒီ vocab လေးနဲ့ဆိုင်နေတာမဟုတ် sentence လေးနဲ့ဆိုင်တဲ့ဒီ activity လေးsentence လေးနဲ့ဆိုင်တဲ့ဒီအကြောင်းအရာလေးတွေကိုကတ်ထားပေးရမှာဖြစ်ပါတယ်။အဲ့ဒီမှာဒီတငယ်ချင်းတွေနဲ့သွားပြီးတော့interaction လုံးနေနဲ့မှာမေးခွန်းကိုဒီတွယ်ဝိုက်ပြီးတော့မေးတာပဲဖြစ်ဖြစ်ပေါ့နော်။ဆိုကို့မှာရှိတဲ့အကြောင်းအရာချက်လက်ကိုရှာဖွေဖော်ထုတ်ရမှာဖြစ်တယ်ခံမှန်းရမှာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီမှာဆိုရင် I am an adult ဆိုရင်yes ဆိုတော့အဲ့ဆိုရင်သူ့မှာရှိရဲ့ဒီ adult နာမည်ကိုကိုယ်တိုင်ကခန့်မှန်းရမှာဖြစ်တယ်ပေါ့နော်ဆိုကိုယ့်ရဲ့အဖြေကိုကိုယ်တိုင်ခန့်မှန်းရမယ် activity မျိုးလေးဖြစ်ပါတယ်ဆိုတော့ဒီမှာပေးထားတဲ့ have an activity ကိုမှာဆိုလို့ရှိရင်ဒီ timing က important ပေါ့နော်ဆိုအချိန်ဘယ်လောက်ပေးမှလဲအဲ့ဒီအချိန်အတွင်းကိုကအမှန်ဆုံးခန့်မှန်းနိုင်ရမှာဖြစ်တယ်activity အချို့ကိုဒီမှာရှင်းလင်းပြီးတော့ပြသပေးထားပါတယ်ဒါကတော့ဒီ exam ရဲ့ပုံစံလေးပေါ့နော်ဆို activity လုပ်ဖို့အတွက်ဒီ step by step ဘယ်လိုသွားရမလဲပေါ့နော်ဒီကျောင်းသားတဦးရဲ့နှစ်ဖူးပေါ်မှာပေါ့နော်ဒီစာလုံးတစ်လုံးတောင်မှဥပမာဒီလူနာမည်ပဲဖြစ်ဖြစ်ပေါ့နော်ဒီဥပမာ singer နာမည်ပဲဖြစ်ဖြစ်ဒီ actor နာမည်ပဲဖြစ်ဖြစ်ဒါမှမဟုတ်တရိတ်ဆန်နာမည်တစ်ခုခုဒါမှမဟုတ် fruit အသီးနာမည်တစ်ခုခုကိုကတ်ထားပြီးတော့မှဒီကျောင်းသားဒီမိမိနှစ်ဖူးမှာရှိရဲ့စာလုံးကိုသိခွင့်မရှိပါဘူးပေါ့နော်ဆိုကျောင်းသားကသူသိချင်လို့ရှိရင်တငယ်ချင်းတွေကိုကိုယ်တိုင်သွားမေးရမှာဖြစ်တယ်ဆိုသူကဒီ for example ပေါ့နော်သူကဒီ actor နာမည် actor ကတ်ထားလို့ရှိရင်သူကမေးရအောင်ပေါ့ I am singer or actor ဆိုရင်တကယ်ချင်းတွေကဒီဘယ်လိုပြောမလဲတွဲဝိုက်ပြီးတော့သူကပြန်ဖြေချင်လိုက်ဖြေမှာပေါ့နော်ဆိုအဲ့လိုဖြေပြီးတော့ဒီမေးခွန်းမေးတဲ့ activity လေးပဲဖြစ်တယ်ဥပမာ for example ကျွန်တော်ကactor လားဒါမှမဟုတ်ကျွန်တော်တချင်းဆိုတာကောင်းလားစသဖြင့်မေးခွန်းတွေကိုမေးပေးရမှာဖြစ်တယ်တကယ်ချင်းက yes no စသဖြင့်ဒီလိုမျိုးပဲပြန်ပြီးတော့ဖြေခွင့်ရှိပါမယ်တကယ်ချင်းတွေရဲ့ဒီအဖြေတွေကိုကြည့်ပြီးတော့မိမိကဘာတူလဲဆိုတာကိုကိုယ်တိုင်ခံမှန်းပေးရမှာဖြစ်တယ်ဒီရလာတဲ့ဒီ result အရာဆိုလို့ရှိရင်သူတို့ကဒီကိုယ့်ရဲ့ကိုယ်တိုင်ဘာတူဖြစ်လဲဆိုတာအတက်နိုင်ဆုံးခံမှန်းရမှာပေါ့နော်အဲ့ဒီအပေါ်မူတည်ပြီးတော့အမှတ်လေးတွေရရှိမှာဖြစ်တယ်အတိကလမ်းဒီအောက်ခံအနေနဲ့ဘယ်လိုမျိုးအကျိုးကျေးဇူးရမလဲဆိုလို့ရှိရင်ဒီခွဲခြမ်းစိတ်ဖြာပြီးတော့ဒီတွေးခေါ်နိုင်စွမ်းဒီ critical thinking ကိုတိုးတက်လာစေမှာဖြစ်ပြီးတော့အင်္ဂလိပ်လိုဒီမေးခွန်းထုံးနိုင်စွမ်းစားတဲ့ဒီအကျိုးကျေးဇူးတွေကိုရရှိလာမှာဖြစ်ပါတယ်ဆရာမတို့အနေနဲ့ဒီ extra activity လေးတွေကိုကြိုက်နှစ်သက်လိုက်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာဆက်တွေ့ပါမယ်ရှင်